ကိုအပြင်မှာတွေ့ဘူးတဲ့ဆယ်လီတယောက်အကြောင်းကိုပြပြပေးပါလား မဝိုင်းစုခိုင်သိန်း TV ထဲမှာတွေ့ဘူးကနေအပြင်မှာတွေ့ရတဲ့ဘာကွာလဲ အရန်ချိုကောင်းတယ်ပြီးရင်တားရအရန်လာတယ် ကျော်သွားတရားအချင်းတွေကပုံစံတိုင်းပဲအပြင်မှာကျွန်တော်မန်းလေးပွဲတွဲမှာစုံဘူးရပေါ့နော်သွားနှုတ်ဆက်တာတော့အဆင်ပြေတော့ဘောရာတို့ပဲတော့ ကိုအပြင်မှာတွေ့ဘူးတဲ့ဆယ်လီတယောက်အကြောင်းကိုပြပြပေးပါလား ကိုရင်းအောင်ကြောင့်ဖြစ်လိမ့်မယ် ပြပြပါအောင်အသေးသေးလေး ဂျန်ရှင်းစကွဲမှာကွာလာအနေနဲ့တချင်းလာဆိုတာလာဆိုတာဟာတွေ့ရကွာတချင်းဆိုနေအောင်အောက်ကနေပဲတခြားအားပေးခဲ့ရကွာတန်းတန်းကြည့်တချင်းဆိုရင်မှတော်တော်လေးကောင်းတဲ့မှတ်တရဖြစ်ခဲ့အတွက် ညီမကြိုက်ဆုံးကတော့ရမ်းမှုကိုကွာအပြင်မှာလည်းတွေ့ဘူးအပြင်မှာလည်းအထဲမှာတိတ်တော့မကွာပဲမဲ့အပြင်မှာသားပြူပြူလေးနဲ့အရက်ရှိမဲ့ထင်ခဲ့တာဒါပေမဲ့အပြင်မှာဆိုပုတ်ပုတ်သေးသေးလေးအကောင်သေးသေးလေးကွာလေလား ကိုထင်ထားတဲ့ကြော်သွားတရားနဲ့အပြင်မှာတွေ့လိုက်တဲ့ကြော်သွားတရားနဲ့ဘာကွာသွားလဲ ဘာမှမကောအတူတူပဲ အထဲကရင်းအောင်နဲ့အပြင်ကရင်းအောင်နဲ့ဘာကွာလဲ ပြင်းရင်းအောင်တော်တော်လေးတော့သဘောကောင်းနေ ကျွန်တော်တွေ့ဘူးတဲ့ဆယ်လီအကြောင်းပြပြမယ်ဒီမှာဖန်လင်းကထုတ်တဲ့ဆယ်လီရွက်ဖြန်းမြေရောတာကိုအပြင်မှာတွေ့ဘူးတဲ့ဆယ်လီတယောက်အကြောင်းကိုပြပြပေးပါလား ပိုက်တကွန်ပေါ့ အပြင်မှာရောတွေ့ဘူးလား တကြံတော့မှတွေ့ဘူးလားကားမကင်မှာစုံတာ ပိုက်တကွန်းကိုဘာလို့အားပေးရလဲ လူမှုရေးဆက်ဆက်အရင်ကောင်းလို့ပေါ့ ကိုလေတစည်းကိုတွေ့ဘူးပါတယ် အဲ့ပဲကျန်းနေတော့ ပေါ့ကက်တွေလည်းကျွန်တော်နားထောင်ဖြစ်တယ်ပေါ့ကက်တွေကလည်းကျွန်တော်အတူယူကြတယ်အများကြီးတွေ့ အဲ့ပဲ pocket တွေစောင်းမိုက်တယ်နော် ကျွန်တော် division တော့တွေ့ဘူးတယ်အပြင်မှာတွေ့လေဒီဟိုဟာမှာလည်းအဲ့လိုမျိုး tourist ဆိုရှိရဗျာဒီလားခြေရာပေါ့ဗျာအဲ့လို division ကကြအဲ့လိုမဟုတ် G-Fire တကြံတချင်းတော့အတိလိုက်လာရွှင်လန်းကစိတ်ချမ်းသာရဆိုရ G-Fire လေ shooting မနက်ကနေတောက်လျှောက်တွေတော်တော်သဘောလဲကောင်းတယ်စိတ်ဝင်စားဖို့လဲကောင်းတယ် ဒီဗီဒီယိုက G-Fire ကြည့်နေရဆိုရင်ရောညီလေးအနေနဲ့ဘာပြောချင်လဲ ကျွန်တော် G-Fire တကြံချင်းတော့ကျွန်တော်ပါခဲ့ပါတယ်ဘော ပိုင်တကွန်ကြည့်နေရဆိုရင်ရောညီမအနေနဲ့ဘာပြောချင်လဲ ပိုက်တကွန်အမြဲအားပေးနေရပေါ့နော် လေတစီကြည့်နေရဆိုရင်ရော brother အနေနဲ့ဘာပြောချင်လဲ ကျွန်တော်တို့ကဒန်တာဖြစ်တဲ့ကြောင့်မို့ကိုနဲ့ကကြပါတယ် ဆယ်လီရွက်ဖြန်းမြေရောတာအပင်ကိုဖြန်းလိုက်အောင်နဲ့အပင်ကြီးနဲ့ခိုင်းဖြာများပြီးအပွင့်အသီးလက်အာသံလို့အထွန်းလုံးတိုးဖို့တေချာပြီးပေါ့ဗျာဒါကကြတော့ဖန်လင်းကပေးတဲ့လက်ဆောင် ဆယ်